ဂုံတိုက်မှာအလုတ်လုံနေတဲ့မိန်းကလေးဟာထူးဆန်းတဲ့ကြက်တူရွေးဧည့်သည်တစ်ယောက်နဲ့ဆုံခဲ့ပါတယ်။အဲ့ဒီဧည့်သည်ဟာအကျွေးစေးတစ်စီတဲ့ကိုထုတ်ပြပြီးဒီကဘာပေါ်မှာအကောင်းဆုံးဆိုတဲ့လက်ဆောင်ကိုဝယ်ချင်တယ်လို့ပြောပါတယ်။မိန်းကလေးကအကျိုးအကြောင်းမေးကြည့်တဲ့အခါမှာတော့ကြက်တူရွေးမလေးရဲ့သမီးဖြစ်သူဟာနာတာရှည်ယောဂကြောင့်ဆေးရုံမှာပဲနှစ်အတော်ကြာနေခဲ့ရတာကိုသိလိုက်ရပါတယ်။ဒီနှစ်ခရစ်စမတ်ကလည်းထူးမခြားနာပါပဲသမီးဖြစ်သူမှာတက်တန်းသိမ့်မကြံတော့ပါဘူး။ဒါကြောင့်မိခင်ဖြစ်သူဟာသူမကိုထူးခြားတဲ့လက်ဆောင်တစ်ခုပေးချင်နေတာပါဒါပေမဲ့နှစ်ပေါင်းများစွာစေကူတာဆေးတွေတုံးခဲ့ရလို့သူမရဲ့လက်ထဲမှာအကျွေးစေးတစ်စေးပဲကျန်ပါတော့တယ်အာတိတ်ခုံတိုက်ကြီးကဘဲဆူတောင်းကိုမဆိုဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့သတင်းစကားကြောင့်သူမဟာဒီကိုလာပြီးကန်ဆန်းကြည့်တာပါမိန်းကလေးဟာအဲ့ဒီအကျွေးစေးတစ်စေးရဲ့အရေးပါပုံကိုနားလည်သွားပြီးခုံတိုက်တစ်ခုလုံးမှာအကောင်းဆုံးလက်ဆောင်ကိုလိုက်ရှာပါတော့တယ်ဒါပေမဲ့ဘယ်ပစ္စည်းကမှအကောင်းဆုံးလို့မထင်ရပါဘူးအဲ့ဒီအချိန်မှာကုံတိုက်ထဲကဖဲပြားတွေနဲ့တပ်ပုံရိုက်နေကြတဲ့ဧည့်သည်တွေကိုကြည်ရင်သူမစိတ်ကူးတစ်ခုရသွားပါတယ်။အဲ့ဒီအချိန်မှာပဲကုံတိုက်ကဖိတ်ကြားထားတဲ့နာမည်ကြီးပပုဆရာကြီးမန်းမရောက်လာတဲ့အတွက်သူမသွားရောက်ကြိုဆိုရပါတယ်။သူမဘာလို့ရမလဲစဉ်းစားနေတော့မှပဲအရင်ကသူမကူညီပေးခဲ့ဘူးတဲ့ချင်းသေးလေးနှစ်ကောင်ပေါ်လာပါတယ်။သူတို့ကသူမကိုကျေးဇူးဆက်ဖို့ရောက်လာတာပါ။မိန်းကလေးကသူတို့ကိုအကျွေးစေးတစ်စေးစာလက်ဆောင်ပြင်ဆင်ပေးဖို့အကူအညီတောင်းပြီးပပုဆရာကြီးကိုစိတ်အေးလက်အေးနဲ့သွားရောက်ကြိုဆိုခဲ့ပါတယ်။အဲ့ဒီအချိန်မှာပပုဆရာကြီးထုလုပ်ထားတဲ့ဓာတော်ကြားရုပ်တုကြီးကိုလူတွေကဝိုင်းဝန်းကြည့်ကျူးနေကြပါတယ်။အဲ့ဒီရုပ်တုဟာဆရာကြီးနဲ့သူ့ဇနီးတို့အနှစ်သက်ဆုံးလက်ရတစ်ခုဖြစ်ပြီးပြည့်စုံလုံးတဲ့လက်ရမုံတစ်ခုပါဒါပေမဲ့ဧည့်သည်တယောက်ကနောက်တစ်ယောက်ရဲ့အမိကိုမတော်တဆနင်းမိရာကနေရုပ်ထုကိုဝင်တိုက်မိပြီးဓာသွားကြရဲ့အဆွဲတစ်ဖက်ကျိုးသွားပါတော့တယ်ဆရာကြီးရဲ့ကိုယ်စလဲကအရန်ဒေါသထွက်သွားပါတယ်မိန်းကလေးကဆရာကြီးရဲ့ဇနီးတွေကိုတွားရောက်တောင်းပန်ဖို့ကန့်လန့်တဲ့အခါမှာတော့ဆရာကြီးရဲ့ဇနီးတွေဟာကွယ်လွန်သွားပြီဖြစ်ကြောင်းကိုယ်စလဲကပြောပြပါတယ်အဲ့ဒီအချိန်မှာဆရာကြီးကထားလိုက်ပါတော့ရုပ်ဝတ္ထုမှန်သမျှတစ်နေ့မှာပျက်စီးမှာပဲလို့ပြောလိုက်ပါတယ်ဒါပေမဲ့ဆရာကြီးဟာအပြင်မှာထွက်ပြီးကွယ်လွန်သူဇနီးတွေကိုလွမ်းဆွတ်ကဝမ်းနဲ့နေခဲ့ပါတယ်မိန်းကလေးကသူ့ကိုနှစ်သိမ့်ပေးခြင်းပေမဲ့ဘာပြောရမှန်းမသိဖြစ်နေပါတယ်ဆရာကြီးကဆက်ပြီးဒီစကြောဝါကြီးနဲ့ရှင်ရင်ဘလောက်လာတဲ့ရုပ်တုပဲဖြစ်ဖြစ်ခဏတာပါပဲအလှပဆုံးရေခဲပန်းပူတောင်တစ်နေ့မှာရေအဖြစ်အရေးပြောသွားမှာပဲဒီကဘာပေါ်မှာဘာမှထာဝရမတည်မြဲနိုင်ဘူးထင်ပါရဲ့လို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲချင်းတိလေးနှစ်ကောင်ဟာသူတို့ရဲ့ဂတိအတိုင်းအကျွေးစေးတစ်စေးစာလက်ဆောင်နဲ့အတူထာဝရဆိုတဲ့အဖြေကိုယူဆောင်လာပါတယ်သူတို့ကဗီဒီယိုတစ်ခုကိုဖွင့်ပြလိုက်ပါတယ်အဲ့ဒီဗီဒီယိုထဲမှာချင်းတိလေးတွေဟာကြက်တူရွေးသမီးလေးကိုကုံတိုက်တစ်ခုလုံးကိုလိုက်ပြထားတာပါသူတို့ဟာတားဖနှစ်ယောက်လက်ဆောင်လဲနေတဲ့ပုံရိပ်တွေမင်္ဂလာဆောင်ဖို့ပြင်ဆင်နေတဲ့ဝင်ပလွေကြီးနဲ့ကုံတိုက်ဥက္ကဋ္ဌကြီးအပေါ်ထက်ကနေအောက်ထက်ကိုရှော့စီးဆင်းလာတဲ့မြင်ကွင်းတွေကိုရိုက်ကူးထားတာပါနှွေးထွေးတဲ့အခိုက်အတန့်တွေနဲ့ပျော်ရွှင်နေတဲ့အပြုံးတွေကိုဗီဒီယိုထဲမှာတွေ့မြင်ရပါတယ်။ဆေးရုံကတင်ပေါ်မှာလဲနေရတဲ့ကြက်တူရွေးသမီးလေးအတွက်တော့ဒါဟာအကောင်းဆုံးလက်ဆောင်ဖြစ်တယ်လို့ဒါတွေအားလုံးဟာမိခင်ရဲ့မေတ္တာတွေပါပဲ။အဲ့ဒီအချိန်မှာဆရာကြီးဟာသူပြောခဲ့တဲ့စကားတွေရဲ့အမှန်တရားကိုနားလည်သွားပါတယ်။ရုပ်ဝတ္ထုတွေကပျက်စီးသွားနိုင်ပေမဲ့မေတ္တာတရားတွေကိန်းအောင်နေတဲ့အမှတ်တရားတွေကသာတကယ်တမ်းထာဝရတည်မြဲတာပါ။နောက်ဆုံးမှာတော့ရုပ်ထုကိုတိုက်မိခဲ့တဲ့ဧည့်သည်ကဆရာကြီးစီလာရောက်တောင်းပန်ပါတယ်။သူဟာဆရာကြီးရဲ့ပရိသတ်တစ်ယောက်ဖြစ်တယ်လို့မုတ်လို့တင်နန်းသားတစ်ယောက်လည်းဖြစ်ပါတယ်မိန်းကလေးရဲ့အကြံပြုချက်အတိုင်းသူဟာမုတ်တစ်ခုပြင်ဆင်လာခဲ့တာပါမိန်းကလေးကမုတ်ဘူးကိုဖွင့်လိုက်တဲ့အခါမှာတော့ဆရာကြီးဟာအံ့ဩသွားပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီမုတ်လေးကဆရာကြီးနဲ့ဇနီးတို့ရဲ့ပုံစံလေးဖြစ်နေလို့ပါဆရာကြီးကကျေးဇူးတင်စကားပြောပါတယ်ဒီလိုမျိုးခဏလာပျော်ရွှင်မှုအခိုက်အတန့်လေးတွေဟာဂုံတိုက်ကြီးတည်ရှိနေရခြင်းရဲ့စစ်မှန်တဲ့အတိတ်ပဲဖြစ်ပါတော့တယ်